အားလုံးပဲမင်္ဂလာပါဟိုတလောတုန်းက CD အပေါ်ကိုဖနက်နဲ့တက်တဲ့မိန်းကလေးဟာပြန်ပြီးတောင်းပန်တယ်လို့တဆင့်ကြားသိရပါတယ်အစာတသမင်းမြတ်စွာဘုရားထံရောက်တဲ့အခါမှာဘုန်းတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားအဖတတ်မိတဲ့ကံကြောင့်တောကဖီးဆီးနေပါတယ်ထိုအပြစ်တို့ကိုတီးခံခွင့်လွှတ်ပေးတော်မူပါလို့မြတ်စွာဘုရားထံမှာတောင်းပန်လျှောက်ထားပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကမင်းတရားအမှားကိုအမှားမှန်သိ၍ဝန်ချတောင်းပန်ခြင်းဟာနောက်တစ်ချိန်ကြီးပွားခြင်း၏အကြောင်းဖြစ်တယ်လို့ဟောကြားတော်မူပါတယ်အခုလည်းပဲတက္ကမလေးကအမှားကိုအမှားမှန်သိလို့ဝန်ချတောင်းပန်လိုက်တော်လဲပဲသဘောထားကြီးတဲ့ပုဂ္ဂိုလ်တွေကခွင့်လွှတ်ကြည်ပေးကြပေမဲ့ယထုပစိတ်တံကမ္မံဖလံအတ္တတဝါနဝိနန္တိဆိုတဲ့အတိုင်းကောင်းကောင်းဆိုးဆိုးအကြောင်းကံတစ်ခုကိုပြုမိပြီဆိုရင်အဲ့ဒီကံကကြီးလေးတဲ့ကံဖြစ်နေပါကအကျိုးပေးခွင့်သားမယ်ဆိုရင်အကျိုးပေးပါလိမ့်မယ်အခုတက္ကမလေးပြုထားတဲ့ကံကကြီးလေးတဲ့ကံဖြစ်နေတာကြောင့်ဒီကံဟာအကျိုးပေးခွင့်သားမယ်ဆိုရင်တက္ကမလေးကိုအကျိုးပေးပါလိမ့်မယ်ဒီကံအကျိုးပေးခွင့်မသားအောင်တက္ကမလေးအနေနဲ့ကုသိုလ်ကောင်းမှုများများလုပ်ပါနောက်ဒီလိုမျိုးအလားတူအမှားတွေကိုထပ်ပြီးတော့မကျူးလွန်မိအောင်တတိနဲ့ထိမ့်သိမ်းဆောင်ရှောက်ပါနောက်ပုဂ္ဂိုလ်တွေကလည်းပဲဒီဖြစ်ရက်ကိုကြည့်ပြီးတော့တန်ဝေကယူ၍ဒီလိုအမှားမျိုးမမှားမိအောင်တတိနဲ့ဆင်ခြင်၍ထိမ့်သိမ်းနေထိုင်ကြပါလို့ပြောကြပါတယ်နော်